TikTok တွေကတချို့ friend တွေ follower တွေလည်းကျွန်တော်ပြောအောင်ပဲဗျာသိတာကျွန်တော်ခင်ဗျားတို့တွေကို live တော့ follower တွေအပ်တယ်ဆိုတာလေခင်ဗျားတို့ရဲ့ပုံလေးတပုံတလေးအသေးနှိပ်ပြီးတယ်ဆိုတာလေခင်ဗျားတို့ချောတာလှတယ်စိတ်ဝင်စားလို့မဟုတ်ဘူးပဲဟိတူတွေအသိတာခင်ဗျားတို့ရဲ့ဟိုဖိုင်ရဲမဟုတ်ဗျာပြောမဆိုရင်တော့ဘဝတသနာလေးအဲ့လိုပူလေးတွေတခုတလေများပေါ်လာမလားဆိုပြီးကျွန်တော်က follower တွေလည်းအပ်ပြီးတာသိတာခင်ဗျားတို့ကတော့ဗျာအသေးတွေကွဲပြားနေတာတော်တော်ရည်ရကောင်းနေတူတယ်ကြီးစားပူမိတချို့ဆိုကြီးစားပူမိတဲ့ကြပြားလေးပူရုံးတော့ခင်ဗျားတို့ဒီလိုကျုပ်ပြောလို့မကြိုက်လဲမတတ်နိုင်ဘူးဗျာလဲတည်လိုက်နော်ကျုပ် follower ထွက်သွားတယ်ဒီမဆိုင်ဘူးသူကအရှိတရားပြောတယ်သိတယ်ကျုပ်တို့ဘဝသမားတွေဗျာသိတယ်နော်ခင်ဗျားတို့ကြိုက်တဲ့လောက်ချော့လှအောင်ကြိုက်တဲ့ဓာတ်ပုံနဲ့ကင်မရာတွေလောက်ထားလိုက်ခင်ဗျားတို့နဲ့တိုင်ရပဲရမယ်မတိုင်ရတွေမမှန်ရတွေခင်ဗျားရှောက်မှန်းထားခင်ဗျားတို့ဘယ်တော့မှမမြင်ဘူးသိတာခုဒီနေ့ခင်ဗျားလူတွေခဏခဏပွဲနေရတယ်အဲ့ဒါလူတွေကြောင့်ပွဲရသိတာဟမ်ဘာလို့မလဲဗျာခင်ဗျားစဉ်းစားကြည့်တဲ့မှာအခုခေတ်ပြဿနာရဲ့အများဆုံးကိုဘာနဲ့ဖြေရှင်းတာငွေနဲ့ဖြေရှင်းတာမို့လားခင်ဗျားတို့ဘာကိုရှာနေတာတော့ဟမ်အချိန်ကခင်ဗျားတို့နောက်ကြောင်းပြန်မဆောက်အောင်တော့နောက်ကြောင်းပြန်မလာအောင်တော့အချိန်ကရှေ့ကိုသွားမှာလူတိုင်းမှာသူ့တားကနဲ့သူရှိတယ်သိတာနော်သူ့တားကနဲ့သူရှိတယ်သူ့အချိန်နဲ့သူရှိတယ်သတ်မှတ်ပြီးသားခင်ဗျားတို့အချိန်လုံးမတော့ခေါ်မပွဲနဲ့ဟဲ့ဒီလေးစေတနာနဲ့ပြောတာကျွန်တော်တို့ကTikTokသုံးတယ်ဆိုတော့TikTokထဲမှာကျွန်တော်တို့ဘူးတူတာတွေကိုလိုက်မမီတဲ့အသိပညာတွေအလက်ပညာတွေနော်ကိုမပြည့်စုံတဲ့အဲ့ဒီပညာမျိုးကိုကျွန်တော်တို့ကဖတ်တယ်မှတ်တယ်သင်ယူတယ်လေ့လာတယ်နော်ဒါတော့မှအလုံးတစ်ထောင်ဖတ်မှခင်ဗျ3လုံးလောက်ပဲနှာခေါင်းလို့ရိုက်ထည့်လို့ရတာသိတာအဲ့3လုံးကိုကျုပ်တို့ကလေပြောင်းမြန်အောင်ကျုပ်တို့ကမှတ်တယ်သင်တယ်လေ့ကျင့်တယ်အများသင်တယ်ကျွန်တော်တို့ကလှူစားမှာအဲ့လိုလေခင်ဗျားတို့နော်ခင်ဗျားတို့ပုံတွေကိုလိုတင်းလိုက်ဒီလိုတင်းပြရတယ်ခင်ဗျာ TikTok ကင်မရာတော့ဗျာခုခေတ်ကလေးရသာသိပါ TikTok ကင်မရာတော့ဘလို့ပြောင်းတယ်ပုံပြောင်းတယ်ဆိုတာဒါကြောင့်မလို့ခုခေတ်မှာခင်ဗျာအမားပေါင်းမြောင်များဆိုမှားနေကြတာပြင်သိပြီခင်ဗျားတို့သိလား